ဒီနေ့9ရက်နေ့မှာမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုမလိုရတဲ့အနေထားလေးနဲ့မကြည့်နဲ့နော်လိုလားလားလေးနဲ့နားထောင်ခြင်းနဲ့စိတ်ဆက်နာလေးရှိမှနားထောင်မကောင်းမပြောနဲ့နော်ကြိုက်ဘူးတစ်ဖက်တော့မကောင်းပြောရင်လက်ကျိုးပြထိုးပါမှတ်ထားစေချင်ပြောတဲ့လူတွေရှိတယ်နော်မပြောချင်ဘူးမကြည့်ချင်ကြော်သွားလိုက်โอเคကြည့်မနေနဲ့ပြောတဲ့စကားလုံးလေးတွေကိုမင်္ဂလာပါအားလုံးစီးပွားရေးတွေအစီအမံချုံမေးပါစေဒါအောင်မလိုရတဲ့လူတွေကိုကြော်သွားလိုက်မကြည့်နဲ့ပြီးတော့မှကွဲရွာမှာဘာပြောလဲဆိုတာကိုကနားထောင်တေချာနားထောင်ပါနားထောင်လို့ရမယ်โอเคနားမလဲနားထောင်လို့မရဒီလိုပြုံးနိုင်ဖို့อ่ะကြိုးစားလိုက်โอเคကျေးဇူးတင်တယ်လျှက်တစ်ပဲလေးကြည့်မိလိုက်တဲ့လူကိုလည်းကျေးဇူးတင်တယ်နော်ဘလူပဲကြော့ကြော့မြင်ဝိုင်းကျေးဇူးတင်ဘာတွေပြောလဲလို့မေးတဲ့လူတွေရှိတယ်နောက်ွယ်မှာပြောတဲ့လူတွေရှိတယ်ဘလူလဲလို့တော့မပြောတော့အများကြီးပဲအများကြီးပဲမို့လို့ကိုယ့်ဘုံမှာလိုလားတာကိုတော့ငါမျက်နှာလေးကြည့်လို့ကောင်းလားလို့မှန်ထဲမှာထောင်ပြီးတော့ကြည့်ကြည့်ကိုမျက်နှာကိုကြောက်တဲ့လူကမှန်ထဲမှာမကြည့်ရဘူးတော့အဲ့လိုပဲကိုမျက်နှာကိုကြောက်ရင်လူများတော့လည်းကြောက်နေလေဘာတွေပြောလို့ပြောမှမသိဘူးဆိုတာနားလေတဲ့လူကြတော့အလိုက်လေးပြီးတော့အသေးလေးပြီးတော့နားမလဲလို့လူကြတော့ကြည့်တော့ကြည့်တယ်မကောင်းပြောသွားတာအဲ့ဒါမလိုတော့ဘူးโอเคကောင်းတဲ့စိတ်ကလေးနဲ့ကောင်းတဲ့မျက်လုံးလေးနဲ့ကြည့်လိုက်โอเคမကောင်းတဲ့မျက်လုံးနဲ့ကြည့်ရင်မကောင်းကောင်းလေးတယောက်ကိုချစ်တတ်တဲ့မျက်လုံးလေးနဲ့ကြည့်လိုက်ရင်အဲ့ကောင်လေးကချစ်ဖို့ကောင်းတယ်တေချာကြည့်ကြည့်တဲ့ဒီကောင်ကိုချစ်ဖို့မကောင်းဘူးโอเค